ဆောက်ရန်ကောင်းတဲ့စာတစ်ခုဖတ်ပြမယ်ကြော်မတွားနဲ့ကြော်ဝိုင်းသွားရင်နော်တင်ငယ်ရေးချက်ဖို့လိုပြီးလူငယ်လဲမဟုတ်တော့တလို့လူကြီးလဲမဟုတ်သေးတဲ့လူလက်ပိုင်းအရွယ်ရဲ့အစဖြစ်လာပြီ24နှစ်ကြော်သွားလို့ရှင်ကျမတို့25ကြော်နေပေါ့နော်အဲ့ဆိုနံပါတ်1ချက်ပြပြမယ်တင်ငယ်ရေးချက်ဖို့လိုလာပြီဒီကိုဘဝကိုခြေတာဖို့ရက်တီနိုင်ဖို့လိုလာပြီသူများတွေတရားမျောလင့်နာတွေအားကိုးတာတွေမလုပ်တော့နဲ့ပေါ့နော်မမောက်စီရတော့အားကိုးပြရတယ်အပျော်ပိုင်းနဲ့အချိန်မဖြုံးတော့နဲ့ကိုအလုပ်တစ်ခုခုဒါမှမဟုတ်အတတ်ပညာတစ်ခုခုတကြွအောင်လုပ်တော့ပေါ့နော်နံပါတ်2ဒီဌာနထောင်တော့ဈေးပေါ်နဲ့အင်ကြီးတွေကိုအများကြီးမဝယ်တော့နဲ့ဒီရွယ်မှာအများအပြည့်ဝင်ငွေရှာနိုင်တဲ့အရွယ်အပိုက်ချက်တစ်ခုရောက်နေပြီဟုတ်တယ်မလားဝင်ငွေရှာနိုင်နေပြီနော်ဖြစ်နေပြီမလို့တဲ့ငငယ်တုန်းကလို့ဈေးနဲ့အထည်များဝယ်တာမျိုးမလုပ်တင်တော့ဘူးတင်ရဲ့အလုတ်အကိုင်းအသက်အရွယ်ခန္ဓာကိုယ်အချိုးစားအဲ့ဒါနဲ့ light ဖက်ညီတဲ့ကိုယ့်ရဲ့ style ကိုရှာတွေ့ပြီ light ဖက်ညီတဲ့ကောင်းတဲ့အင်ကြီးလေးတွေကိုဝယ်ဝစ်ဖို့တင်နေပြီဒါပေမဲ့ဈေးချိုးပေးမယ်လည်းအသားတည်းလည်းမစိုးဘူးကိုနဲ့လည်း style လိုက်တယ်ဆိုရင်တော့ဝယ်တင်ဝယ်ရမှာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဟိုလိုမျိုးဖြုံးတာမျိုးကြီးအဲ့လိုမျိုးပေါ်တဲ့အရာတွေကိုမဟုတ်ဘယ်တော့နဲ့ပေါ်တဲ့အရာတွေမှာဈေးပေါ်တဲ့အရာတွေမှာအချိန်မဖြုံးတော့နဲ့ပတ်စံလည်းမသုံးတော့နဲ့ပေါ့နော်အဲ့လိုမျိုးပြောချင်တာနံပါတ်3ရည်သားမရှုပ်တော့နဲ့နော်ဘဝအတွက်အတီတကြရွေးချယ်တင်တဲ့အရွယ်တစ်ခုရောက်နေပြီမို့ငငယ်တုန်းကတော့အပျော်ရည်သားထားတာမျိုးဒီအချိန်မှာရှောက်ရှားတင်ပါပြီတင်တဲ့အမှုအကျင့်လိုက်ဖက်ညီမဲ့တင့်ကိုချစ်တဲ့တင်ကားလဲချစ်တဲ့ဘဝလက်တွဲဖို့တူးကိုနှလုံးသားနဲ့အုံနှောက်တို့ပါပြီးရွေးချယ်တင်တဲ့အချိန်ဖြစ်ပါတယ်နံပါတ်4သူများရဲ့ထင်မြင်ချက်တွေမှာဂီယူမဆိုင်ပါနဲ့တော့ငငယ်တုန်းကတော့မိဘကခွင့်မပြုလို့မလုပ်ရဘူးပတ်ဝန်းကျင်ကဒီလိုမြင်မှာစိုးလို့မလုပ်ရဘူးဟိုလူကဟိုလိုပြောမလားဒီလူကဒီလိုပြောမလားစတဲ့အဲ့ဝေဖန်မှုတွေကိုဂယူမဆိုင်ပါနဲ့တော့တင့်မှာလဲထိုက်တဲ့နဲ့အတိအညာအတွေးခေါ်ရှိနေပြီမို့တင့်ရဲ့လောက်ကင်ဖို့ကောင်းခြင်းစိုးခြင်းတွေဟာကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ကိုယ်တိုင်ဝေဖန်အကဲဖြတ်နိုင်တဲ့အရွယ်ရောက်နေပါပြီမိဘတွေကိုအပြစ်မတင်နဲ့တော့ဟုတ်ပါရဲ့ဘယ်သူမှတော့အရာရာပြည့်စုံတယ်ရလို့မရှိပါဘူးမိဘတွေလည်းလူတွေဖြစ်တဲ့အတွက်လူတိုင်းကတော့မပြည့်စုံနေပါဘူးကိုယ့်ရဲ့တာသမီမလို့အရာရာဖြည့်သီးပေးရမယ်ဆိုတဲ့တာဝီသူတို့မှာတကယ်တမ်းကရှိမနေပါဘူးပေါ့နော်အဲကြောင့်မလို့ကိုယ့်ရဲ့မိဘတွေကိုအပြစ်မတင်ပါနဲ့တော့နောက်တစ်ခုကိုမိဘတွေကကိုမလုပ်ပေးနိုင်ဒါတွေကမှဒါအဲ့လိုကိုမိဘရဲ့လိုအပ်ချက်တွေကိုအပြစ်မတင်တော့ပဲနဲ့ကိုကြရင်ကိုတာသမီတွေကိုဘယ်လိုလေးကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့အဲ့လိုမျိုးဖြစ်အောင်စဉ်းစားပါတော့နောက်တစ်ခုငွေတွေကိုမဖြုံးပါတော့မဖြုံးနဲ့တော့လူငယ်ဘဝမှာငွေတန်ဖို့မတိသေးလို့မလိုအပ်တဲ့အပိုတွေကိုတုံးဖြုံးပြစ်မိခဲ့ပေမဲ့မလိုအပ်တဲ့အပိုတွေကိုဒီအရွယ်မှာမဝယ်တင်တော့ဘူးနော်ကလေးဆန္ဒရေးပဲလာမပြောနဲ့ဒီတင်းဘဝတိုးတက်ရေးအတွက်ငွေကိုမဖြုံးရတော့ဘူးတိုးပွားရမယ်ကိုအတိတို့ဆိုရင်ကတင်တဲ့နေပိုင်းတက်တာမျိုးအဲ့လိုမျိုးတွေ investment လုပ်ရမယ်နော်အဲ့လိုမျိုးတွေလုပ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်စုဆောင်းနိုင်လုပ်တင်ပြီနောက်တစ်ခုနံပါတ်9 internet မှာအချိန်တွေအများကြီးမဖြုံးမာနဲ့တော့သူများတွေ internet ကိုအသုံးပြုပတ်စံနေရှာနေတဲ့ချိန်မှာကိုကနော်ပုတ်လို့ကောင်းတော့လားပုတ်လို့ကောင်းနေတော့လားဖြုံးလို့ကောင်းနေတော့လားနော်အချိန်တွေကိုနောက်တစ်ခုလူတိုင်းရဲ့ပေါ်ရမ်းမကောင်းပါနဲ့စေနာဒီလူတိုင်းနဲ့မတန်ပါဘူးဆိုတာကိုတဲ့ဒီအရွယ်မှာတဘောပေါက်တင်တယ်လားပေါက်ပြီးသားဖြစ်နေပြီမလို့လူတိုင်းအပေါ်ရမ်းမကောင်းပါတော့နဲ့တဲ့တဘောပေါက်တယ်မလားကျမဆိုလို့ရှိရင်တအားလေသူများတွေကမမေးပဲနဲ့ကိုပြောချင်တာဒီလိုမျိုးပြောချင်တာဒါပေမဲ့အဲ့ဒါရဲ့စေနာကြီးကဝေဒနာကြီးဖြစ်သွားတတ်တယ်ပြီးကိုယ့်ရဲ့စေနာကြီးကဒီအောက်ချင်းနေပတ်ကြီးရောက်သွားတတ်တယ်အဲကြောင့်မလို့ပြင်ရမယ်ကျမလည်းပြင်ရမယ်ပေါ့နော်ဒီသားလေးအရန်ကောက်လို့အဲ့ဒါကြီးလာဖပြအဲ့ဒါပဲเนาะအဲ့ဒါပဲဒီအချက်လေးမှတ်ထားလိုက်ပေါ့နော်ကောင်းတယ်